မင်းရလာဟေ့ငါတို့ဒီသကြံကဘာပတ်ကြမယ်ဘယ်သကြံမှရန်ကုန်တကြောင်မမီဘူးနော်အိမ်ရောက်မှပဲအေးချမ်းသွားတော့တယ်အိမ်လောက်ကောင်းတာဘာမှမရှိဘူးနော်